ဘုံဘုံ29ရက်နေ့မှာရန်ကုန်ကနေပြီးတော့ဘုံဘုံရဲ့တငယ်ချင်းကဖိတ်ခေါ်တာနဲ့ပဲနေပြည်တော်ကိုရောက်ခဲ့တယ်ပေါ့နော်နေပြည်တော်ရောက်တဲ့အခါမှာနေပြည်တော်မှာအထင်ကရဖြစ်တဲ့မဟာဝိဇ္ဇာဘုရားကြီးကိုလည်းပဲဘုံဘုံရောက်ချင်းပေါ့ညာတွင်ချင်းတွားရောက်ပြီးတော့မှဖူးမြော်ကြပါတယ်ဘုံဘုံတို့ရောက်တဲ့အခါမှာမိုးတွေကလည်းပဲအရန်ကိုရွာပါတယ်ဘုံဘုံကလည်းမိုးနှက်ခပါလို့လားမသိပါဘူးမိုးတွင်လည်းမိုးတွင်ဖြစ်တာပေါ့နော်ဘုံဘုံတို့ရောက်တဲ့အခါမှာမိုးကတဲတဲမဲမဲကိုရွာသွန်းနေတာဖြစ်ပါတယ်ဘုရားပေါ်ရောက်တဲ့အခါမှာဘုရားဘူးအနေနဲ့တရားမှမရှိပါဘူးဘုံဘုံတို့တငယ်ချင်းနှစ်ပါးပဲဘုရားပေါ်လှည့်ပြီးတော့မှဖူးတာပေါ့နော်ဘုရားကြီးကတော့ဘုရားရည်မြင်အကျယ်ကြီးထဲမှာတည်ထားတာဆိုတော့မိုးတန်လေတန်တော့မြတ်စွာဘုရားတော့ခံနေရတာပေါ့နော်မြတ်စွာဘုရားကိုကြည်ပြီးတော့စိတ်တော့မကောင်းဘူးပေါ့မိုးတန်လည်းခံရတယ်နေတန်လည်းခံရတယ်ဘုံဘုံတို့ကတော့ဒီလေးတွေဆောင်းပြီးတော့သွားတာတောင်မှပဲမိုးကမလုံဘူးသင်္ကန်းတွေလည်းစိုးတယ်အိတ်တွေလည်းစိုးတယ်အကုန်လုံးစိုးပေါ့ဗျာမြတ်စွာဘုရားရဲ့မျက်နှာတော်ကြီးကိုအားရပါရဖူးခဲ့ရတော့လည်းပဲအရန်ကိုကျင့်တတ်ပီတိဖြစ်ရပါတယ်ဒီနေ့မနေ့မှာတော့ဘုံဘုံတငယ်ချင်းကဒီကျောင်းနဲ့မလန်းမကမ်းမှာရှိတဲ့တမိုင်းဝင်ပေါ့တမိုင်းဝင်လေထွင်းတောင်ပေါ်ကဘုံဘုံပြန်ဖရားကိုလိုက်ပို့ပေးပါတယ်လေထွင်းတောင်လို့ဘာဖြစ်လို့ခေါ်ရတာလဲလို့သူတမိုင်းကျောင်းလေးကိုစိတ်ဝင်စားတာနဲ့ဒီလေထွင်းတောင်ပေါ်ကကုမုတ်ပြန်ဖရားကိုရောက်တဲ့အခါမှာဘုံဘုံကတမိုင်းစာအုပ်ကလေးတောင်းပြီးတော့မှဖတ်လိုက်တယ်ပေါ့နော်တမိုင်းဆိုပေမဲ့လည်းဘုံဘုံပြည့်ပြည့်စုံစုံတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့အချင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဘာဖြစ်လို့လေထွင်းတောင်လို့ခေါ်တာလဲပေါ့နော်ဒီအနော်ရထာမင်းလက်ထက်တုန်းကတော်တော်များများနေရာဒေသတွေမှာအရေးကြီးတွေစိုးမိုးအုပ်ချုပ်ကြတယ်အဲ့ဒီအရေးကြီးတွေကိုအရှင်အရဟံနဲ့အတူအားကိုးရတဲ့ရဲတီဟာတို့ဒိဗ္ဗတို့ဆိုတဲ့စစ်တီတွေကိုလည်းပဲလွတ်ပြီးတော့မှချီမုံခိုင်းတယ်ပေါ့နော်ချီမုံခိုင်းတယ်အနုနီးနဲ့မရရင်အကျန်းနည်းနဲ့သုံးပြီးတော့မှဖြည့်ရှင်းခိုင်းတာလေးလည်းရှိတာပေါ့လေထွန်းတောင်ကပေါင်းလောင်းစင်နဲ့နီးပါတယ်အဲ့ပေါင်းလောင်းစင်နားမှာလောက်ကင်စားတောက်ကြတဲ့တောင်သူလယ်သမားတွေမှာဒုက္ခတစ်ခုကိုတွေ့နေတယ်အဲ့ဒါကဘာလဲလို့ဆိုတော့သူတို့စိုက်ပျိုးထားတဲ့သီးနှံတွေကိုလာရောက်ပြီးတော့မှဖျက်ဆီးတဲ့စင်ပြူတော်ကြီးတွေရှိပါတယ်ဒီကိစ္စကိုအနော်ရထာမင်းကြီးကိုတိုင်တန်းတော့အနော်ရထာမင်းကြီးကလည်းပဲဒီစင်ပြူတော်တွေကိုဖမ်းဆီးဖို့ပေါ့လေစင်ပြူတော်တွေဖမ်းဆီးဖို့ဆိုပြီးတော့ရဲတီဟာတို့ဒိဗ္ဗတို့ကိုလွတ်လိုက်တယ်ပေါ့သူတို့ကဒီဘက်ရောက်လာတယ်ရောက်လာတဲ့အခါမှာအဲ့ဒီစင်ပြူတော်ကြီးတွေဟာတောင်တဲကိုဝင်ပြီးတော့မှပျောက်ကွယ်သွားတယ်ပေါ့ဗျာအဲကြောင့်အဲ့ဒါကိုစင်ပြူတောင်လို့ခေါ်ပါဒီနားလေးမှာရှိပါတယ်စင်ပြူတောင်ပေါ့နော်အဲ့ဒီပေါင်းလောင်းစင်နားလေးမှာဦးဖြိုးတို့ဒေါ်မေတာတို့ဆိုတဲ့မိသားစုလည်းပဲရှိပါတယ်သူတို့မှာသမီးလေးမတ်ဖြူရဲ့မညိုရဲ့ဆိုပြီးတော့မှ2ယောက်ရှိတယ်ပေါ့နော်ရဲတီဟာနဲ့ဒိဗ္ဗကလည်းပဲဒီကြီးတောင်ရွာလေးကိုရောက်လာတဲ့အခါမှာမတ်ဖြူတို့မညိုတို့ကိုသဘောကျပြီးတော့ချစ်စကားကြိုက်စကားတွေပြောပေါ့ဗျာအဲ့ဒီမှာသူတို့ညာလိုက်ကြလက်ထပ်လိုက်ကြတယ်ပေါ့လက်ထပ်လိုက်လို့မကြခင်မှာပဲအနော်ရထာမင်းကြီးကမင်းတို့တွေငါတို့ပကံပြည်ကိုပြန်ခဲ့ပြန်ပါအောင်လို့ခေါ်တာနဲ့မင်းအမိတ်မင်းအာနာဆိုတော့ပြန်ရတာပေါ့ကဲ3လပဲနေပါ3လပဲစောင့်ပါ3လပြီးရင်ပြန်ခဲ့ပါမယ်လို့ဂိတ်တစ္ဆာပြုပြီးတော့ထွက်သွားကြတယ်ပေါ့ဗျာဦးဖြိုးတို့ဒေါ်မေတာတို့ကိုးွယ်တဲ့ပူဇော်တဲ့ဘလူးရုပ်ကြီးတရုပ်ရှိပါတယ်အဲ့ဒီဘလူးရုပ်ကြီးကတော့ပြောတိုက်ဆောင်ပေါ့ဗျာတိုက်ဆောင်ဘလူးရုပ်ကြီးတစ်ခုရှိပါတယ်အဲ့ဒီဘလူးရုပ်ကြီးကိုဦးဖြိုးတို့ဒေါ်မေတာတို့ကပူဇော်ပတ်သားကြတယ်ပေါ့ဒီနေ့မှာဥကံဝါတို့ကြောက်ဖားဆိုတဲ့ဆရာတပည့်2ယောက်ကဒီတောင်နီးနားကိုရောက်လာပါတယ်ရောက်လာပြီးတော့သူတို့ဒီတောင်မှာရှိတဲ့တိုင်တန်းတွေကိုဖော်ထုတ်ကြမယ်ပေါ့တိုက်တူးကြမယ်ဆိုပြီးတိုင်ပင်ပြီးတော့ဦးစင်ဥကံဝါကဥပစင်းရောင်ဆောင်ပြီးတော့လာတယ်သူတို့ဆရာတပည့်2ယောက်တိုက်တူးကြတယ်တိုက်တူးတဲ့အခါမှာအဲ့ဒီဘလူးရုပ်ကြီးကိုချီမန်းခွင်းနေစွတ်တယ်ပေါ့ချီမန်းခွင်းနေစွတ်တဲ့အချိန်မှာဘလူးရုပ်ကြီးကလည်းပဲဒီသူချီမန်းခွင်းစွတ်ထားတော့ဘာမှလုံးမရတော့သူ့ကိုချုံအောင်ထားသလိုခံစားနေရတာနဲ့ပဲသူ့ကိုပူဇော်ပသနေတဲ့ဥဖြိုးတို့ဒေါ်မေတာတို့ကိုကူညီတောင်းတာပေါ့လေဒါနဲ့ဥဖြိုးတို့ဒေါ်မေတာတို့ကလည်းချီမန်းခွင်းကိုဖြုတ်ပေးလိုက်တဲ့အချိန်မှာဘလူးမကြီးကကြီးစုတွေတင်လွန်းလို့တဲ့မင်းတို့တွေငါရဲ့ဒီကြောက်ဖြာအောက်မှာရွှေတွေငွေတွေကြောက်တံပရံများတွေရှိတယ်အဲ့ဒါမင်းတို့ယူကြလို့မှားလိုက်ပါတယ်သူတို့နဲ့ထိုက်လို့လားတော့မသိဘူးပေါ့နော်အဲ့ဒီအောက်မှာရှိတဲ့ဒီရွှေငွေကြောက်တံပရံများကြီးဟာလေကြီးတစင်းအလားပေါ်လာတာပေါ့ပေါ်လာပြီးတော့မှအဲ့ဒီလှေကြီးဟာဒီတောင်ကြီးကိုခွင်းပြီးတော့မှထွက်သွားတာပေါ့နော်အဲ့ဒီမှာဆိုရင်ဒီလေကြီးခွင်းပြီးတော့မှထွက်သွားတဲ့နေရာကြီးရှိပါတယ်အမြင့်က25ပေအကျယ်ကတော့3ပေလောက်ရှိမှာပေါ့အဲ့တော့လေခွင်းသွားတာပေါ့
ဒါကြောင့်မို့လေခွင်းတောင်လို့ခေါ်တာပါတဲ့နောက်တစ်ခုကဒီတောင်ကြီးဟာဆောင်းရာသီရောက်ပြီဆိုရင်တခြားတောင်တွေနဲ့မတူဘဲနဲ့လေတွေဝိပြီးတော့မှနေတယ်ပေါ့နော်လေဝေးတောင်လေခွင်းတောင်ပေါ့ဒီလိုတွေခေါ်ကြတာနဲ့တူပါတယ်မတ်ဖြူတို့မတ်ညိုတို့နဲ့ရင်ငံပြီးတော့ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ဒီကိုတီဟာတို့ကိုဒိတ်ဘာတို့ကလည်းပြန်မလာဘူးဗျာပြန်မလာဘူး3လနေလည်းပြန်မလာဘူး4လနေလည်းပြန်မလာအဲ့လိုပြန်မလာတဲ့အချိန်မှာဒီကြီးတောင်ရွာကိုရှမ်းစော်ဘွားတူရောက်လာတယ်ပေါ့မတ်ဖြူတို့မတ်ညိုတို့ဆိုတာလည်းပဲဒီဘလူးကြီးပေးထားခဲ့တဲ့ရှင်ငွေကြောက်တံပရမများတွေနဲ့သူတို့တွေကရရွာထဲမှာရွာမြန်တဲ့ဖုန်းတွေဖြစ်နေကြတယ်ပေါ့ချမ်းသာတဲ့မိသားစုတွေဖြစ်နေကြတယ်ပေါ့လေအဲ့ချိန်မှာရှမ်းစော်ဘွားကြီးတူကရောက်လာပြီးတော့ဒီမတ်ဖြူတို့မတ်ညိုတို့ညီမနှစ်ယောက်ကိုကြိုက်တယ်ကြိုက်တော့အနုနီးနဲ့ချင်းကတ်တယ်မတ်ဖြူတို့မတ်ညိုတို့ကကာမပိုင်လင်ရှိပါတယ်လို့ပြောတာကိုလက်မခံတဲ့အတွက်စော်ဘွားကြီးကနေစော်ကားခြင်းစိတ်တွေပေါက်လာတာပေါ့ဒါနဲ့ပဲမတ်ဖြူတို့မတ်ညိုတို့ကကြောက်တာနဲ့တခြားတဲ့နေရာမှာသူစင်းရဲအောင်ဆောင်ပြီးတော့မှကိုရောင်ဖျောက်ပြီးတော့မှနေရတယ်ပေါ့ဗျာအဲ့လိုနေတော့ဒီကိုတီဟာတို့ကိုဒိတ်ဘာတို့ပြန်ရောက်လာတဲ့အခါမှာဒီလိုပဲဒီကိုရောက်နေတဲ့ရှမ်းစော်ဘွားကသူ့ရဲ့နောက်ပါအချမ်းရံနေနဲ့ဒီမတ်ဖြူတို့မတ်ညိုတို့ကိုစားနှောက်နေတယ်ဆိုတာကိုသိလိုက်ရတော့ကိုဒိတ်ဘာတို့ကိုတီဟာတို့ကလည်းမကြည့်နိုင်ဘူးလေမုံကိုတော့ဝေစားမယ်အချစ်ကိုတော့ဝေမစားဘူးပေါ့ဒါမျိုးတွေပြောမှာပေါ့နော်ဒါနဲ့အဲ့ဒီချမ်းစော်ဘွားနဲ့ကိုဒိတ်ဘာတို့ကိုတီဟာတို့နဲ့တိုက်ပွဲတွေဖြစ်ကြတယ်ပေါ့တိုက်ကြခိုက်ကြတယ်ပေါ့ဗျာဘိုးကလည်းရဲဆောင်တက်တည်ရှိတဲ့ပုံကိုယ်တွေဆိုတော့မကြောက်ဘူးသူတို့ဘက်ကဘယ်နှစ်ယောက်နေနေတိုက်ကြခိုက်ကြအချိန်မုန်းကြပေါ့အဲ့ဒီအချိန်မှာဒီကိုတီဟာတို့ကိုဒိတ်ဘာတို့ကိုတနာတဲ့မဖြူတို့မညိုတို့ကလည်းထွက်ပြီးတော့မှတွေ့တာပေါ့မဖြူတို့မညိုတို့နဲ့တွေ့နေတဲ့အချိန်မှာဟိုဘက်ကနေအစိတ်လူများနဲ့ပြစ်လိုက်တဲ့အချိန်မှာမဖြူရောမညိုရောထိမှန်ပြီးတော့မှအဲ့ဒီမှာတည်ဆုံးသွားတယ်သူတို့မတည်ဆုံးခင်မှာသူတို့စိတ်ကူးတာတခုကဒီစင်ပြူတောင်မှာမဖြူကဘုရားတည်ခြင်းတယ်မညိုကတော့ဒီလေခွင်းတောင်မှာသူဘုရားတည်ခြင်းတယ်သူတို့စိတ်ဇောတွေကအရန်ထက်တန်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့ရဲ့ရင်ဝကိုအစိတ်လူးတဲ့များမှန်လိုက်တဲ့ခါကျတော့အဲ့ဒီစိတ်နဲ့ပဲသူတို့တွေပြေဆုံးသွားတဲ့ခါမှာဒီလေခွင်းတောင်မှာကအငယ်မအမှတ်ညိုစောင့်ပြီးတော့မှနေတောင်ဆောင်နာသမီးဖြစ်တယ်ပေါ့နော်ဒီစင်ပြူတောင်မှာကျတော့အကြီးမမတ်ဖြူကနေပြီးတော့အဲ့ဒီမှာလေခွင်းတောင်မှာတောင်ဆောင်နာသမီးဖြစ်တယ်တဲ့အဲ့တော့ဘုရားတည်တာကတော့နောက်ဒီတောင်ဆောင်နာသမီးတွေရဲ့စိတ်အလိုဆန္ဒတိုင်းနောက်မှကိုမုတ်ပြန်ဘုရားဆိုပြီးတော့မှတည်လိုက်တာဖြစ်ပါတယ်ဒါသမိုင်းအကျဉ်းလေးပေါ့နော်အကျဉ်းလေးပေါ့ကဲအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ